တဘာဝလုံးစွမ်းအားတွေပိုင်ဆိုင်ထားပေမဲ့တောက်တလွဲတွေပဲလုံးနေတဲ့ကပတိန်ဂျိုသူ့နာမည်ကကပတိန်ဂျိုသူ့မှာတာလိုက်တက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်သူကတန်မဏိတွေနီကယ်တထုတွေကိုပဲထိန်းချုပ်နိုင်တယ်သူစိတ်လှုပ်ရှားလွန်သွားရင်သူ့စွမ်းအားကကမ္ဘာဆွဲငင်အားကိုပါသွားပြီးလွှမ်းမိုးပစ်တယ်။အရာဝတ္ထုတွေရဲ့အလေးချိန်ကိုပြောင်းပြန်လှန်ပစ်နိုင်တယ်။အစိုးဆုံးကဘယ်တော့ဘယ်အရာကိုဘယ်လောက်ထိလွှမ်းမိုးမိမလဲဆိုတာသူကိုယ်တိုင်လည်းမသိဘူး။ဗန္ဒမြတစုက ATM စက်ကြီးတစ်လုံးကိုကရိန်းကားနဲ့ဆွဲထုတ်ပြီးထွက်ပြေးဖို့ကြိုးစားနေတယ်။ရဲတွေကဝိုင်းထားပေမဲ့ဓမြတွေကအပြင်းထန်ပစ်ခုခံပစ်ခတ်နေတယ်။အဲ့ဒီချိန်မှာကပတိန်ဂျိုးဟာအနီးကအဆောက်အုံခေါင်မှုပေါ်ကနေမပူနဲ့တော့ပြည်သူတို့ဒီကမောက်ကမားတွေကိုဖြည့်ရှင်းမှုကပတိန်ဂျိုးရောက်လာပြီလို့အော်ဟစ်ကြွေးကြော်ရင်းခုန်ချလိုက်တယ်။သူကဓမြတွေရဲ့တနက်တွေသူ့တန်လိုက်စွမ်းအားနဲ့ဆွဲယူဖို့လမ်းတစ်ဖက်ကိုဆန်တန်းလိုက်တယ်။သူအားဆက်လိုက်တာနဲ့ဓမြတွေရဲ့တနက်တွေကလုံးဝမလှုပ်ဘူး။ဒါပေမဲ့သူ့အနောက်ကအဆောက်အုံပေါ်ကရေတိုင်ကြီးအကြီးကြီးရဲ့အတံမောင်တွေကဂျင်းကနေပြုတ်ထွက်လာပြီးသူ့ကိုအနောက်ကနေအရှိန်နဲ့ဝင်တိုက်တယ်။ဒါတွေမကဘူးလမ်းတစ်လျှောက်ပါကင်ထိုးထားတဲ့ကားတွေစီကဘိန်းခွေတွေကချင်းဆိုတဲ့အတန်တွေနဲ့ပြန်ထွက်လာပြီးသူ့တကိုယ်လုံးမှာလာကတ်နေတယ်။ကပတိန်ဂျိုးဟာတန်များတန်စားတွေနဲ့ဖုံးလွှမ်းနေတဲ့တတူလူသားကြီးတယောက်လိုဖြစ်သွားတယ်။အများတွေကသူ့ကိုကြောင်ကြည့်နေတော့မှပဲသူကအလေးချိန်မနိုင်ပဲလမ်းပေါ်ကိုဒိုင်းကနေပြုတ်ကျသွားတယ်။ကပတိန်ဂျိုးဟာသူ့ကိုယ်ပေါ်ကတန်စားတွေကိုမနှဲရုံးကန်ခွာချရင်ဒေါသတကြီးနဲ့ဓမြတွေရဲ့ဂရင်းကားကြီးကိုအာယုံစိုက်လိုက်တယ်။ဒီတစ်ခါတော့မလွဲစေရဘူးဂရင်းကားကြီးရက်တန့်သွားစေ။သူ့စွမ်းအားကိုအပြင်းထန်ထုတ်သုံးလိုက်တဲ့အခါဂရင်းကားကြီးကကြီးကနေအမှန်တကယ်ရက်သွားတယ်။အောင်မြင်ပြီလို့သူထင်လိုက်တဲ့အချိန်သူ့ရဲ့စိတ်လှုပ်ရှားမှုကစွမ်းအားကိုလမ်းလွဲသွားစေတယ်။တန်လိုက်တဲ့အဆင့်ကိုကြော်ပြီးဆွဲငင်အားကိုတွားထင်းချုံမိလိုက်ပြီးရုတ်တရက်ဂရင်းကားကြီးကရက်သွားတာမဟုတ်ပဲသူ့ဘေးနာကရဲကားနှစ်စီးရဲ့အလေးချိန်ပြုံးစားကြီးပျောက်ဆုံးသွားတယ်။ရဲကားနှစ်စီးလုံးခွီကနေလေးပေါ်ကိုမြောက်တက်သွားပြီးအပေါ်မှာပြန်ဝဲနေတဲ့တရင်ရဟတ်ရင်နဲ့ဝင်တိုက်မိမလို့ဖြစ်သွားတယ်။ဓမြတွေတောင်ကြောက်လက်တကြားနဲ့ဒါဘာတွေဖြစ်နေတာလဲလို့အော်ဟစ်ကုန်ကြတယ်။ကပတိန်ဂျိုးဟာလေထဲမှာမျောနေတဲ့ရဲကားတွေကိုပြန်ချလာအောင်လုပ်ဖို့ကြိုးစားရင်ပို့ပြီးစိတ်လှုပ်ရှားလာတယ်။ကြရီမော်ပြန်ချစမ်းလို့သူអော်လိုက်တယ်။ဒီတစ်ခါလဲသူ့စွမ်းအားကပြစ်မှတ်လွဲသွားပြန်တယ်။လေထဲကရဲကားတွေကအောက်ကိုပြန်ကျလာပေမဲ့ဓမြတွေတည်လာတဲ့ ATM စက်ကြီးရဲ့အလေးချိန်ကရုတ်တရက်ဆယ်စားမကပိုလေးလံသွားတယ်။ချိန်ကရိန်းကားကြီးဟာအစမတန်လေးလံသွားတဲ့ ATM စက်ရဲ့အလေးချိန်ကိုမနိုင်တော့ဘူးကရိန်းလက်တန်ကြီးကကြွီကနေကျိုးကျပြီးဓမြတွေရဲ့ထွက်ပြေးဖို့တုံးတဲ့ကားပေါ်ကိုဒုံနဲ့တက်ပြီးကျသွားတယ်ဓမြတွေအားလုံးကားပြတ်ထဲမှာခေါင်းမူပြီးပိတ်မိသွားကြတော့တယ်လေထဲမှာမျောနေတဲ့ရဲကားနှစ်စီးကတော့ဓာတ်ငွေကုန်သွားတဲ့မီးပုံးပြန်တွေလိုတဖြည်းဖြည်းချင်းအနီးကပန်းညံတဲ့ရေကန်ထဲကိုဘွန်းဆိုပြီးတော့ကျသွားတယ်ကပတိန်ဂျိုးဟာသူ့ဝစ်စုံမှာကတ်နေတဲ့ဘိန်းငွေတွေကိုတစ်ခုချင်းခွာချရင်ပိတ်မိနေတဲ့ဓမြတွေကိုအောင်နိုင်သူကြီးလိုကြည့်လိုက်တယ်ရဲရရှိကြီးတယောက်ကသူ့စီကိုခေါင်းတစ်ခါနဲ့ရှောက်လာပြီးပြောတယ်ကျေးဇူးပဲကပတိန်ဂျိုးဒါပေမဲ့နောက်တစ်ခါမင်းကုညီတော့မယ်ဆိုရင်ငါတို့ကိုကြိုပြီးဖုံးဆက်လိုက်ငါတို့အသက်အာမခံဝယ်ထားလို့ရအောင်လို့ကပတိန်ဂျိုးကတော့ရှက်ကန်းနဲ့ဘာမှပြန်မပြောနိုင်ဘူးသူ့ကိုစုံဆွဲပြီးရိုက်နေတဲ့တရင်ရဟတ်ရင်ကိုပဲလက်ပြနှုတ်ဆက်ရင်နောက်တစ်ခါတော့တေချာပေါက်ပိုကောင်းအောင်လုပ်ပြမယ်လို့သူ့ဘာသူကြုံဝါနေပါတော့တယ်ဇလန်ကြီးကတော့ဒါပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်